Hey guys ကျွန်တော်နာမည်က Genshin ပါဒီနေ့မှာတော့အခုလိုမီးပြတ်နေတဲ့အချိန်မှာဖြစ်ဖြစ် Wi-Fi လိုင်းမကောင်းလို့ပဲဖြစ်ဖြစ်စောလို့ကောင်းမဲ့ gaming လာငါခုနဲ့မိတ်ဆက်ပေးချင်ပါတယ်ဆိုတော့အချိန်လေးကိုအစွဲပဲစလိုက်ရအောင် let's go ပထမဆုံး game ကတော့ Climb the Mountain 3ဖြစ်ပြီးနာမည်အတိုင်းတောင်တက်ကြတာဖြစ်ပါတယ်တောင်တက်တာကိုမှမန်း9ခုလောက်ထိပါပါတယ်ဘာပဲပြောမိပြတ်တဲ့အချိန်မှာ earphone နဲ့ PB လောင်ရတဲ့ game ပဲဖြစ်ပါတယ်ဆိုတော့နောက်တစ် game စလိုက်ရအောင်နောက်တစ် game ကတော့ Blocks Fruit Roulette ကြိုက်လက်မဲ့ game လို့ထင်ပါတယ်ဒီ game က Roblox ထဲက Blocks Fruit ကိုခံမဲ့အနေနဲ့ထုတ်ထားတာပါပြီးတော့ level frame ရမှာဖြစ်ပြီး Blocks Fruit ထဲကအသီးတွေပါတယ်ဘာပဲပြော Blocks Fruit Roulette စော့ကြည့်လို့ရပါတယ်နောက်တစ် game စလိုက်ရအောင်နောက် game ကတော့ Bicycle Extreme Red 3ဖြစ်ပြီးတည်ရကြတဲ့ဘဲတွေအတွက်ပါထိုက်တော့က bikes တွေကြည့်ပြီးမဝယ်နိုင်လို့မရှားရတော့ကွာတည်ရကြနေတယ်ဆိုဒီ game ကိုစောကြည့်တင်ပါတယ် game ထဲမှာမက်ဒရီလဲဆုံပြီးမြို့မှာပတ်မောင်းရင်ရတဲ့ပတ်စံနဲ့စပီးအကောင်းစားတွေဝယ်လို့ရပါတယ် single player တင်မဟုတ်ပဲ multiplayer ပါပြီးတငယ်ချင်းတွေနဲ့ hotspot တွင်ပြီးပြိုင်မောင်းလို့ရတာကြောင့်စောကြည့်ကြပါဒီ game ကတော့ Roblox Roulette အတွက်မဟုတ်တော့ပါဘူး Minecraft Roulette အတွက်ပါgame နဲ့က survival and craft multiplayer ပါ game ကတော်တာလောက်ကမှာပါ game ထဲမှာတင်က၄ရုပ်ပြကြပြီးအကုန်ရှော့ကုန်ပြီးတင်က chop roulette အနေနဲ့ဖောင်သေးသေးလေးပေါ်မှာဖောင်ပြင်းရင်တစ်တုံးတွေစုပြီးနာမည်ရန်ကလေးကကွယ်ရင်တက်ထိတ်ရင်ပွဲစောရမှာပါနာမည်တိုင်း multiplayer mode လဲပါပါတယ်တငယ်ချင်းနဲ့စောရမှာ mode play ကြည့်ကြပါwith နောက်ဆုံး game လေးကိုမစခင်ကျွန်တော်ဒီ channel ကအခုမှ game sharing လေးစလုပ်နေတာမို့လို့ subscribe လေးလုပ်ပေးကြပါဦး subscribe လုပ်တာအလကားမို့လုပ်ပေးသွားလို့ရပါတယ်ဒီ video ရဲ့ voice က AI နဲ့လုပ်ထားတာမို့အဆင်မပြေတာရှိရင် sorry ပါဗျာဆိုတော့နောက်ဆုံး game ကိုစလိုက်ရအောင် let's go နောက်ဆုံး game ကတော့ကျွန်တော်ရဲ့ favorite ထဲကတစ်ခုဖြစ်ပါတယ် game နာမည်ကတော့ Los Angeles Crime ဆိုတဲ့ game ဖြစ်ပါတယ်ကျွန်တော်စိတ်ထင်မှာမိုင်းရင် GTA fan made game ထဲမှာအကောင်းဆုံးလို့ထင်ပါတယ် gameplay ကတော့ GTA 5 ပုံစံဖြစ်ပြီး graphics ကလည်းဖုံးကောင်းရင်ကောင်းတယ်လို့ချိန်ဆောလို့ရပါတယ်အဲ့ဒါလည်းနင်းကောင်းတာဟုတ်ပါဘူး multiplayer မူလဲပါပြီး map တွေလဲစုံပါတယ်မပြင်းရအောင် zombies မာတွေလဲပါပါတယ်ကျွန်တော်လိုဒီလိုလက်တငယ်ချင်းနဲ့လေးချက်လို့လဲရပါတယ်ဆိုတော့ဒီ game ကိုစောဖို့ recommend ပေးပါတယ်ဒီနေ့ video ကတော့ဒီလောက်ပါပဲကြိုက်နှစ်သက်တယ်ဆိုရင်တော့ like and subscribe လေးနဲ့ကူညီခဲ့လို့ရပါတယ်အားလုံးပဲ see you next video ပါ